Assalamu alaikum. Assalamu alaikum warahmatullahi wabarakatuh. မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအထူးသဖြင့်စစ်အာဏာရှင်ကိုအန်တုပြီးတော့ဆန့်ကျင်နေကြတဲ့မြန်မာပြည်သူပြည်သားအားလုံးငြိမ်းချမ်းသာပါစေ။ကျမ်းမာချမ်းသာကြပါစေ။စစ်အာဏာရှင်ကိုအန်တုရင်းနဲ့တိုက်ပွဲကြဆုံးရတဲ့လူတွေပြီးတော့မိသားစုတွေပြီးတော့ဗမာပြည်မှာဆက်လက်အန်တုနေတဲ့လူသားအားလုံးကိုသူရဲကောင်းကြီးများအဖြစ်ကျွန်တော်ရင်မှတ်ထဲကအတိအမှတ်ပြုပါတယ်ခင်ဗျားတို့ဗမာပြည်သူပြည်သားအားလုံးရဲ့ရဲရဲတင်းတင်းအာဏာဖီဆန်မှုအာဏာကိုဒီမတရားတဲ့အုပ်ချုပ်မှုကိုလက်မခံမှုဆိုတဲ့အာဏာဖီဆန်ခြင်းကြောင့်ဒီနေ့စစ်ရန်တရားကြီးကတော့တော်တော်ကိုညံ့ညက်ကြည်အောင်ပြိုကွဲနေပါတယ်သူသဖြင့်ကျွန်တော်ဒီနေ့ထောက်ပြချင်တာကနိုင်ငံတနိုင်ငံမှာသို့မဟုတ်ရင်မိသားစုမှာသို့မဟုတ်ရင်ရက်ွက်တစ်ကွက်မှာအဓိကမောင်းနှင်ဒီလဲပတ်ဖို့လိုအပ်တာရန်တရားကတော့ငွေကြေးဖြစ်တယ်ငွေကြေးက currency လို့ခေါ်တယ်တနည်းအားဖြင့်သူကစီးကြောင်းနဲ့လဲပတ်တာအသက်သွေးကြောလိုပဲဒီငွေကြေးစီးကြောင်းကြီးတစ်ခုလုံးကစစ်အုပ်စုကရက်တက်ပါတယ်အဲ့တော့အစိုးရတရက်အဖြစ်ပြီးပြင်းရက်တည်နိုင်မယ်ဆိုရင်အဲ့ဒီနိုင်ငံမှာငွေကြေးလက်ပတ်မှုရန်တရားကပုံမှန်ဖြစ်နေဖို့လိုအပ်ပါတယ်ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေချမ်းသာတဲ့နိုင်ငံကချမ်းသာတဲ့နိုင်ငံအလျောက်ဆင်းရဲတဲ့နိုင်ငံကဆင်းရဲတဲ့နိုင်ငံအလျောက်သူ့ရဲ့ငွေကြေးလက်ပတ်မှုကပုံမှန်ရက်တည်နေဖို့လိုအပ်တယ်အခုစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့ငွေကြေးလက်ပတ်မှုက10ပုံမှာ9ပုံပစ္စည်းသွားတယ်10ပုံမှာ9ပုံပစ္စည်းသွားတယ်ဆိုတာကဥပမာကျွန်တော်ပြောမယ်ဒီနိုင်ငံတစ်ခုရဲ့ငွေကြေးလက်ပတ်မှုအလုံးကဘဏ်စနစ်နဲ့သွားတာအဲ့တော့မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာငွေကြေးပုံမှန်လက်ပတ်နေဖို့အတွက်ပုဂ္ဂလိကဘဏ်တွေရှိမယ်အစိုးရဘဏ်တွေရှိမယ်ဒီပုဂ္ဂလိကဘဏ်တွေကဘဏ်တစ်ခုထူထောင်မယ်ဆိုရင်သူကတပိုးဆက်ငွေ6,000ပေးရတယ်ဘဏ်တစ်ခုချင်းစီကတပိုးဆက်ငွေ6,000ဘိုးဘဏ်ကိုအပ်ထားရတယ်အဲ့ဒီဘိုးဘဏ်ကမှပြန်ပြီးတော့ကြားကံပေးပြီးလက်ပတ်ငွေကြေးလက်ပတ်တာအာဏာမသိမ်းခင်အထိမြန်မာနိုင်ငံရဲ့မြန်မာတနိုင်ငံလုံးပုဂ္ဂလိကဘဏ်ရောအစိုးရဘဏ်ရောလက်ပတ်မှုကြားကံမှုအလုံးကနေ့စဉ်ပုံမှန်ဒီငွေတင်းတက်ဘယ်လောက်ရှိရမလဲဆိုတော့ဘီလီယံ950အနည်းဆုံးရှိရဒီဘဏ်ထဲမှာလက်ပတ်နေတဲ့ငွေဒီလိုလက်ပတ်နေတဲ့စီးကြောင်းပမာဏဒီဘီလီယံ950အနည်းဆုံးရှိတယ်ရန်ဖန်ရန်ကာရစ်တွေမှာဘီလီယံ600ကျော်သွားတယ်ကျက်သိန်းပေါင်းနော်ဆိုတော့အခုက2လအတွင်းမှာနံပါတ်1ပထမကိုဘက်ကအခန်းလဲရှိခဲ့လိမ့်မယ်ပြီးတော့ဘဏ်ဝင်နှန်းတွေက CDM လောက်သွားတာရောဘဏ်စနစ်ကိုပြည်သူလူထုနဲ့အဓိကကုန်တယ်ကြီးများငွေကြေးအနှံသူများကယုံကြည်မှုပစ္စည်းသွားတာရောကြောင့်ဒီဘဏ်စနစ်ကြီးကလက်ရှိမှာ58ဘီလီယံပဲရှိတယ်ဘဏ်လက်ပတ်နေတာပုံမှန်လက်ပတ်နေသောဘဏ်စနစ်ကြီးဒီလိုဘဏ်ကိုငွေကြေး transfer လုပ်မယ်ငွေကြေးအပြောင်းလဲလုပ်မယ်ငွေအပ်မယ်ဒီလိုပုံမှန်လက်ပတ်နေတာဒီဘီလီယံ950အနည်းဆုံးရှိခဲ့တာနေပြီးတော့အခု58ဘီလီယံပဲရှိတယ်တနည်းအားဖြင့်10ရာခိုင်နှုန်းပဲကျန်တော့တယ်မြန်မာနိုင်ငံမှာအစိုးရလို့ခေါ်တဲ့ဒီရန်တရားအုပ်စုကကင်တွယ်ပြီးလက်ပတ်နိုင်တာ10ရာခိုင်နှုန်းပဲကျန်တော့တယ်ဆိုတော့90ရာခိုင်နှုန်းပစ္စည်းသွားတယ်90ရာခိုင်နှုန်းပစ္စည်းသွားတော့သူတို့ဘာလုပ်မလဲဆိုတော့သူတို့မှဝန်ထမ်းအတွက်လစာပေးစရာကိုလက်ပတ်ငွေမရှိတော့ဒီနေ့ဘဏ်တွေဖွင့်ရင်ပြဿနာကလူထုမှာကဘာပြဿနာရှိလဲဆိုတော့ဘဏ်ဖွင့်ထားရင်လည်းပဲအဲ့ဒီဘဏ်ထဲမှာရှိသောငွေကအာမခံချက်မရှိဘူးသိမ်းခြင်းတဲ့အချိန်သိမ်းမယ်ပိတ်ခြင်းတဲ့အချိန်ပိတ်မယ်
အဲ့လိုဖြစ်နေတော့လူထုကလည်းပဲသူတို့အထားတဲ့ငွေ10သိန်း15သိန်းသိန်း100ကိုအမြန်ပြန်ထုတ်ချင်တယ်အဲ့လိုပြန်ထုတ်ဖို့ကြတော့ရက်ထားတယ်ရက်ထားပြီး ATM စနစ်နဲ့တနေ့မှာဘလောက်ဆိုပြီးသွားတယ်အဲ့တော့တချို့ဒီမှာငွေကချိသမျှငွေအားလုံးကပြန်ထုတ်လိုက်တဲ့အချိန်မှာအစိုးရကိုမယုံကြည်မှုလက်ရှိစစ်အုပ်စုကိုမယုံကြည်မှုအဲ့လိုယုံကြည်မှုကိမဲ့သွားတဲ့အတွက်ငွေတွေပြန်ထုတ်လိုက်တော့ငွေက90%ကုန်သွားတယ်အဲ့တော့အဲ့ဒီခါမှာဒီငွေမရှိတော့တဲ့အတွက်သူတို့ဘာလို့ရလဲဆိုတော့အလုတ်ချင်ဖြစ်ခဲ့တော့အလုတ်ချင်ကသူ contract အပ်ခဲ့တော့ခရိုနီတွေရှိရပိုက်ဆံပြန်ယူရတယ်ဟိုတုန်းကစစ်တပ်ကနေပြီးတော့ဒီတရားဖောက်မဲ့စီမံချက်သူကလေလံပစ်တယ်တင်တာခေါ်တယ်ဒီအဆောက်အဦတွေဆောက်မဲ့စီမံချက်စစ်တပ်ဒီအလုတ်ချင်ဖြစ်ခဲ့တယ်အဲ့လိုအလုတ်ချင်ဖြစ်ခဲ့စဉ်ကာလမှာခရိုနီဖြစ်ခဲ့တာကသူတို့စစ်သားတွေကပဲဥပိုင်နဲ့ပတ်သက်တဲ့ဗိုလ်မှူးတွေဗိုလ်ချုပ်တွေတိုင်းရင်းမှူးဟောင်းတွေသူတို့ကအလုပ်ကို contract ပြန်ယူတယ်သူတို့ကအလုပ်သမားဖြစ်ခဲ့ contract တွေဖြစ်ခဲ့တယ်အဲ့လိုပဲသူတို့ရဲ့ GE တက်ကအင်ဂျင်နီယာတက်ကအလုပ်တွေပြန်ယူခဲ့တယ်အလုပ်ချင်းဒီစစ်တပ်အလုပ်ပြန်ယူတာဒီသူတို့ထဲကလူအများစုအပြင်ကပုတ်ကလိကလည်းပဲခရိုနီနည်းနည်းပါးရှိမယ်ရာခိုင်နှုန်းနည်းနည်းဆိုတော့ဒီငွေဘယ်မှာရှိနေလဲဆိုတာကိုစစ်တပ်ကသိတယ်သိတဲ့အခါကျတော့သူ့ရဲ့ GE တက်ကလူတွေသူ့ရဲ့ငကွာဥပိုင်ကြောင့်ချမ်းသာခဲ့တဲ့ဗိုလ်ချုပ်ဟောင်းတွေဗိုလ်မှူးဟောင်းတွေရှိရနေပြီးတော့သူကပိုက်ဆံပြန်တောင်းရတယ်လဲပြီးညက်ကဲငါတို့မှလက်ပတ်ငွေကုန်သွားပြီမင်းတို့တွေကသိန်း1000ထက်ကျပ်ငွေသိန်းပေါင်း1000ထက်ဒါစစ်သားချင်းလဲပြီးညက်တာ GE တက်ကကောင်တွေကထက်ရတယ်ခုအဲ့တော့အဲ့လိုထက်တဲ့အခါမှာလဲမျောလင့်ချက်ပေးလိုက်တယ်လှုပ်ရှားဖို့quyềnတကွင်ပေးလိုက်တယ်ဘာပေးလိုက်လဲဆိုရင်မင်းကသိန်း100ထက်တစ်ဖက်ကအပြင်ကပုတ်ကလိကငွေသိန်း100လိုတယ်ဆိုရင်သိန်း100အထုတ်ပြတယ်ငွေသားသိန်း100လိုတာသိန်း100အထုတ်ပြပြီးတော့63သိန်းပဲပေးမယ်68သိန်းပဲပေးမယ်ချစ်ချင်းလက်ငင်းသူ3သိန်းမြတ်မယ်ငွေကိုငွေသားထုတ်ယူမဲ့လူကဘဏ်တွေကပိတ်ထားတယ်ဘဏ်တွေမှာငွေလက်ပတ်မှုမရှိဘူးအဲ့တော့သူကသူ့ရဲ့လမ်းကြောင်းတွေနဲ့ပွဲစားတွေနဲ့သွားတယ်ခင်ဗျားသိန်း100ထုတ်လို့ရမယ်ဒါမဲ့ထုတ်ခခင်ဗျား3သိန်းပေးရမယ်ထုတ်ခ9သိန်းပေးရမယ်အဲ့လိုလက်ပတ်တာအဲ့လိုလက်ပတ်တဲ့ခါကျတော့ကုန်တယ်တွေကလည်းပဲနောက်ငွေကုန်တယ်မဟုတ်တဲ့တာမန်လူတွေကလည်းဒီဘဏ်ကိုမယုံကြည်တော့ဘူးဘဏ်ကိုမယုံကြည်တော့တဲ့အတွက်ရတယ်9သိန်းလည်းပေးမယ်9သိန်းလည်းပေးမယ်ဆွဲထုတ်လိုက်အဲ့တော့သိန်း100ထက်ရင်9သိန်းချင်းမြတ်ပါတယ်ဆိုပြီးတော့စောစောစက်သားတွေကခရိုနီတွေကြီးတက်ကအကောင်တွေကိုမျောလင့်ချက်ပေးလိုက်တော့ဒီကောင်တွေကပဲလှုပ်ရှားတာဒါပေမဲ့ငွေသိန်း100ထုတ်သွားတော့သိန်း100မှာ3သိန်းအနစ်နာခံ၍5သိန်းအနစ်နာခံ၍ထုတ်သွားတော့လူတွေကလည်းပဲပြန်မထက်တော့ဘူးငွေကြီးကအပြင်ကိုထွက်သွားတဲ့ငွေကြီးကဘဏ်ကိုပြန်မလာတော့ဘူးအဲ့ဒီမှာရက်သွားတော့အခုနောက်ပိုင်းမှာဒီနေ့လားမနေ့လားသူတို့ကြီးညာတယ်ဟိုရာခိုင်နှုန်းပေးပြီးတော့ငွေသားထုတ်တဲ့လူတွေကိုဥပဒေကအရေးယူမယ်တော့သူတို့ရဲ့ GE တက်ကအကောင်တွေသူတို့ရဲ့ဗိုလ်မှူးဗိုလ်ချုပ်တွေပဲပြန်အရေးယူအောင်ဖြစ်နေတယ်ဒါလူတွေလောက်တာနော်ဆိုတော့ငွေကုန်သွားပြီငွေကုန်သွားတော့ငါတို့စစ်သားတွေအုပ်ချုပ်လို့တိုင်းပြည်ကတောင်းကနေဖြစ်တယ်ဆိုတာကိုမခံနိုင်တဲ့တချို့မျိုးချစ်စိတ်ကြီးတဲ့စစ်သားစိတ်ကြီးတဲ့လူတွေကလည်းထဲ့တယ်ရောဒါပေမဲ့သူလည်းသူ့ငွေလည်းပဲထဲ့တယ်ဆိုစည်ရင်းမဲ့ပါသွားတယ်ဘာနဲ့မှမရှိတော့ကုန်သွားပြီအဲ့တော့ဒီငွေကြေးရန်တရားကြီးတစ်ခုလုံးလဲပတ်နေတာကုန်သွားပြီဆိုတဲ့အထိပ္ပယ်ဖြစ်လာတဲ့အခါမှာဘာဖြစ်လဲဆိုတော့စစ်သားတွေကိုသူတို့ကနောက်ထပ်လျှို့ဝှက်ပြီးတော့အမိန့်ပေးရတယ်မင်းတို့ကြိုက်တဲ့နေရာလူကျွန်တော် live တွေစပြတော့အာနာသိမ့်ပြီးတဲ့ခါမှာပြောခဲ့ပါတယ်ဒီကောင်တွေတိုက်မိတဲ့ကလူတွေရှိကလူမယ်လူတွေလိမ်ပါပါကိုယ့်ရဲ့ငွေကြေးတွေကိုတနေရာကိုပို့လိုက်ပါငွေတွေရွှေတွေတန်ဖိုးရှိတဲ့ပစ္စည်းတွေအလုံးလူမယ်ဒါသိကြတယ်ကာလတစ်ခုတော့အလုခံရမယ်အခုလည်းပဲကျွန်တော်နဲ့ရင်းနှီးတဲ့လူတော်တော်များများပေါ့နော်တချို့အိမ်ကိုအစင်းဝင်စစ်တယ်တို့အိမ်ကိုဘာဖြစ်စစ်တယ်တို့ဝင်စစ်တာပြီးတော့အကုန်လုခံရတယ်တချို့ကလည်းကြောက်လို့ပြန်မပြောဘူးတချို့ကလည်းလူချစ်ပြီးပြန်မပြောဘူးရွှေလဲပါသွားတယ်ငွေလဲပါသွားတယ်လူလဲချစ်တယ်ပြန်မပြောဘူးအဲ့တော့အဲ့လိုလူလို့ရတဲ့ငွေကြီးတဲ့က20%ကိုလူတော်သူကခံစားခွင့်ရှိတယ်
လက်ရှိနောက်ဆုံးဖြစ်နေတာနော်စစ်တပ်ဒီပိုက်ဆံဝင်လူမယ်လူတဲ့20ရာခိုင်နှုန်းကိုလူတဲ့ကောင်ကခံစားခွင့်ရှိတယ်ကျန်တဲ့80ရာခိုင်နှုန်းကိုသူတို့အတွက်ရမုံငွေပေးရတယ်အဲ့တော့သူတို့ရဲ့ဖြစ်တည်နေတာဘာဖြစ်သွားပြီလဲဆိုတော့ကျွန်တော်တို့ဗမာစကားမှာရှိတယ်ဗမာစကားပုံမှာတခိုးကကြီးရင်ဓမြကကြီးရင်တဘုံကကြီးရင်အစိုးရပြန်ပြောမယ်နော်တခိုးကြီးတော့တဘုံတခိုးကြီးတော့ဓမြကြီးတော့တဘုံကြီးတော့အစိုးရလို့အစင်သွားတာအခုဒီကောင်တွေကအုပ်ချုပ်တဲ့တဘုံအုပ်ချုပ်တဲ့အစိုးရကနေပြီးတော့ဒီကောင်တွေတဘုံဖြစ်သွားတယ်ပြောင်းပြန်ဖြစ်တာတဘုံကနေပြီးတော့အခုအိမ်တွေမှာပိုက်ဆံတက်လူတဲ့ဓမြဖြစ်သွားတယ်အဲ့ဒီကနေပြီးတော့မှဒီကောင်တွေကဖျားရောဘာရောရှိသမျှအကောင်လူချီကခိုးရတယ်တခိုးဖြစ်သွားတယ်တကယ်ဖြစ်ရမှာကတခိုးကကြည့်ရင်ဓမြကကြည့်ရင်တဘုံကကြည့်ရင်အစိုးရဖြစ်ရအခုကအစိုးရအာဏာကိုလူလိုက်တယ်အဲ့တော့တိုက်သူပြည်သားဒီအာဏာကိုမပေးတဲ့အခါမှာဒီကောင်တဘုံဖြစ်တယ်ပြီးတော့သူ့ရဲ့ကဘာကဝင်ပြီးတော့ဒီစီးပွားရေးပိတ်လိုက်တဲ့အတွက်ငွေထိုက်ရိုက်เสียငွေစက်ကူပါကုန်သွားတဲ့အတွက်ဒီကောင်မှာငွေကုန်သွားပြီးတော့တပြဖြစ်တယ်ပြီးတော့မှချွေကောင်ဖျားချွေပါမကြံဘူးအလုံးခိုးတဲ့တခိုးဖြစ်တယ်အဲ့တော့ဒီကောင်ကအမြင့်ရနဲ့အနှိမ့်ကိုစီးရနောက်ဆုံးတခိုးအဆင့်မှာရောက်နေတယ်ဒါကြောင့်မကြရင်ဒီကောင်ပျောက်သွားမယ်သူက reverse နဲ့သွားတာလုံးဝပျောက်သွားမယ်ဆိုတော့သူတို့ရဲ့ break တွေကလည်းမကောင်းဘူးတိုက်ပြီးအုပ်ချုပ်တဲ့လူရဲ့ break တွေအာနာလုပြီးတော့အုပ်ချုပ်တယ်ဆိုပေမဲ့သူက break တွေမကောင်းဘူးဆိုတော့ကျွန်တော်ဒီမှာသိထားတဲ့အချက်လက်တစ်ခုကိုပြောရမယ်ဆိုရင်ဟိုတော့ကဗိုလ်ချုပ်နေဝင်းကဗိုလ်ချုပ်နေဝင်းရဲ့အိမ်ဘေးမှာအိမ်နီးနားပါတော့သူကကြီးမားတဲ့အိမ်ကြီးတစ်ခုရှိတယ်အိမ်မနာကောင်းတဲ့အဆောက်အဦတစ်ခုပေါ့ပိုင်ရှင်နာမည်ကတော့ဦးဝင်းခိုင်လို့ခေါ်တယ်အဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကသူ့ရဲ့စစ်အာဏာနဲ့အမိတ်နဲ့အဲ့ဒီဦးဝင်းခိုင်ရဲ့အိမ်ကိုလာစင်ကြီးတစ်လမှာ1000ပေးပြီးတော့ငှားခဲ့တယ်မငှားခြင်းလည်းငှားရတာပေါ့ဗျာအာဏာရှင်ဆိုကြောက်ရတာဟုတ်အဲ့လိုငှားပြီးတော့ခက်အစဉ်ဆက်မှာသူကကာကွယ်ရေးဦးစီးချုပ်တွေကိုထားပေးခဲ့တယ်အဲ့ဒီအိမ်ကိုနောက်ပိုင်းမှာတပြေးနဲ့လာစာမြင့်လာပြီးတော့နောက်ပိုင်းမှာတစ်လမှာ9000ထိရတယ်အဲ့တော့သူကတော့အိမ်ကိုပြန်လို့ခြင်းပေမဲ့အာဏာရှင်ကိုကြောက်ပြီးတော့အိမ်ကိုပြန်ပြီးတော့ယူလို့မရဘူးသူရဲ့နှစ်ချုပ်နဲ့ပဲငှားတာပေါ့230ငှားရတယ်240ငှားရတယ်အဲ့လိုငှားထားအဲ့တော့ तू ကနောက်ပိုင်းမှာအခုခက်ကာလဈေးတက်လာပြီဆိုတော့ဒါကကာကွယ်ရေးဦးစီးချုပ်အဆက်နေခဲ့တာခင်ညိုတို့ကောင်းစားစင်ရလည်းပဲထောက်လိုင်းတက်ဆွဲတွေအဲ့မှာနေခဲ့တယ်လာစာပေးခဲ့တယ်အခုခက်မှာကြတော့မင်းအောင်လိုင်းကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့အချိန်မှာအိမ်ပိုင်ရှင်ကကျွန်တော်ရဲ့ဘိုးဘွားပိုင်အိမ်ဖြစ်လို့ပြန်ပေးပါဗျာဒါမှမဟုတ်ရင်လည်းခက်ကာလာပေါက်စင်းတဲ့အညီတလားကို330ပေးပါဆိုပြီးတော့ तू ကမြစ်တရက်ခံတယ်မင်းအောင်လိုင်းကယူကြည်အောင်ဆောင်နေတယ်မပေးဘူးဒါပေမဲ့ဒီအိမ်ပိုင်ချင်းရလည်းပဲဗိုလ်ချုပ်နေဝင်းသားသမီးမြေလက်ထက်မှာငှားခဲ့တယ်ဆိုတော့ तू ကနည်းနည်းဟိုနေဝင်းမြေတွေနဲ့ရင်းနှီးတယ်ဆိုတော့တစ်ဖက်ကအောက်လာဝင်တယ်ဝင်တော့မင်းအောင်လိုင်းကဒီအိမ်ပိုင်ချင်းကိုခေါ်တယ်ခေါ်ပြီးတော့ municipal ဥပဒေအရသူကအိမ်ငါးနဲ့အိမ်ချင်းက230ကျော်သွားတဲ့အခါမှာခမရပိုက်ဆိုင်ခွင့်မရှိတော့ဘူးဆိုပြီးပေါ်တင်သိမ့်ပလိုက်တယ်ဘလို့ရုံမှလဲစဉ်းစားကြည့်သူများရဲ့ဥစ္စာပစ္စည်းကိုပြုံးနဲ့ဥပဒေပြောပြီးတော့ပေါ်တင်သိမ့်လိုက်တယ်ဒီလိုကောင်မျိုးကတိုင်းပြည်ကိုတက်ပြီးအာဏာလုထားတာလူကြီးလူကောင်းဖြစ်တဲ့လူဆိုတာသူများဥစ္စာပစ္စည်းကိုအဲ့လိုမမောစရာအကြောင်းမရှိဘူးပြီးတော့စိုးဝင်းအခုချွေကုန်တိုင်းလမ်းမှာငကိုတော့ကတရုတ်အမျိုးသမီးပိုင်တဲ့အိမ်ကိုသူလဲအဲ့ဒီပုံစံမျိုးပဲတိမ့်ပြီးတော့အခုပေါ်တင်သိမ့်မလိုက်တယ်ဆိုတော့ဒီလိုမမောပြီးတော့ဥစ္စာပစ္စည်းတွေသူများဥစ္စာပစ္စည်းတွေကိုအတရားဓမ္မသိမ်းနေတဲ့ကောင်တွေကတိုင်းပြည်အာဏာကိုလုတယ်ဆိုတော့သူရဲ့ဗရိတ်တွေမှာကိုယ်တိုင်ကမကောင်းတာဗရိတ်တွေမကောင်းတဲ့အတွက်အခုသူတို့သိမ့်ပြီးတဲ့အချိန်မှာဗန်စနကြီးကပစ္စည်းသွားတယ်ကောင်းပြီ
အခုအချိန်မှာဒါသူတို့ကတော့အပြစ်ထိုးချမယ် CDM ကြောက်ဆိုပြီးတော့တကယ်လို့ CDM ကလူတွေကကြောက်ရလို့သူတို့ကိုလက်နဲ့ကြောက်ရလို့ပြန်ပြီးတော့ဝန်ထမ်းလုပ်မယ်ဆိုလည်းဒီကောင်မှာလာစာပေးစရာမရှိဘူးဝန်ထမ်း2သိန်းခွဲလောက်ရှိပြုတ်သွားတဲ့ဝင်ငွေဒီဘဏ်ဝန်ထမ်းအလုံးက2သိန်းခွဲလောက်ရှိတယ်ဘယ်လာစာပေးမလဲဒီစနစ်ကြီးကပြည့်စည်သွားပြီဆရာဝန်တွေ CDM ကပြန်ဝင်လာမယ်ထားတရားဓမ္မသူတို့ပြောနေတာဘယ်လာစာပေးမလဲလာစာစနစ်ကြီးပြည့်စည်သွားပြီတစ်ဖက်မှာကုန်တယ်တွေကတော့သူကဘာတာစနစ်သွားမှာပေါ့ဦးနေဝင်းခက်ကထိုင်းမြန်မာနယ်စပ်မှာဟွန်ဒီနဲ့အလုပ်လုပ်ခဲ့တယ်စင်ကာပူနဲ့ဟွန်ဒီနဲ့အလုပ်လုပ်ခဲ့တယ်ကုန်တယ်တွေကတော့ဒီစနစ်သွားမယ်ကုန်တယ်ကတော့သူတို့ကအများကြီးအီရှင်းရှိတယ်သူတို့မှာဒီဟာကြီးကိုဖျက်ဆီးမယ်နည်းစနစ်တွေရှိတယ်အဲ့တော့အစိုးရတရက်လဲပတ်ဖို့ဆိုတဲ့ဒီကောင်အစိုးရလို့သူ့ကိုယ်သူကြီးညာတဲ့အချိန်မှာအစိုးရလဲပတ်ဆက်ရလမ်းစီဝန်ထမ်းစီပျောက်ထွက်သွားပြီမရှိတော့ဒါကြောင့်ဒီမင်းအောင်လှိုင်ရဲ့အုပ်စုဟာပစ္စည်းဆုံးယုံဖို့လမ်းကြောင်းပေါ်မှာစပြီးခြေတော့နင်းထားပြီလို့ကျွန်တော်ပြောတာသူတို့ကိုငွေစက်ကူရိုက်မဲ့ငွေစက်ကူရိုက်ဖို့အတွက်ဂျာမနီကနေပြီးတော့ပိတ်ထားတယ်အဲ့တော့ဒီငွေစက်ကူတွေကို तू ကထိုင်းနိုင်ငံကိုအောက်လမ်းပေါင်းပြီးတော့ဒီငွေစက်ကူဝယ်ဖို့ကြိုးစားနေတယ်ပေါင်းခိုလန်းကဝယ်မယ်တရားမဝင်လျှို့ဝယ်ရမယ်ဆိုရင်ငွေငကိုက30တန်ကို20ပေးဝယ်ရင်နည်းနည်းပါးပါးရရင်ရမယ်ဒါပေမဲ့ limit နဲ့ပဲရမယ်သူ့မှာအတိုင်းအဆရှိတယ်ခိုးဝယ်ရတာအလုံးဒီပေါ်တင်ဝယ်ရတာတော့မရှိဘူးအကယ်၍များအဲ့ဒီလိုခိုးဝယ်လို့ငွေစက်ကူရတယ်ပဲထားငွေစက်ကူအသက်တွေထွက်လာတာနဲ့အဲ့ဒါပို့ပြီးတော့လူရဝဲဆွဲသွားမယ်ငကိုရှိနေတဲ့ငွေကကုန်သွားတယ်အဲ့တော့ငွေစက်ကူအသက်တွေထွက်လာလို့ရှိရင် तू ကနူရဝဲဆွဲသွားမယ်ဘာကြောင့်လဲဆိုတော့ဒီငွေဘယ်သူမှမယုံတော့ဘူးဒီနေ့$ကိုဒေါ်လာနဲ့ဆုံးဖြတ်မှာဒီနေ့$ကို1500ပေါက်နေရင်ငွေစက်ကူအသက်ထွက်တဲ့အချိန်မှာ2000 3000 5000ဒီလိုတက်သွားမယ်ငွေစက်ကူကလည်းရိုက်လို့မလောက်ဖြစ်သွားမယ်အဲ့တော့ဒီစနစ်ကြီးပြိုကျသွားပြီဆိုတော့ဒီကောင်တွေဆက်ပြီးတော့တိုင်းပြည်ကိုထိန်းထားမယ်ဆိုတာဒီရန်တရားကြီးကျိုးသွားပြီဘယ်လိုမှထိန်းထားလို့မရဘူးထိန်းထားနိုင်ခဲ့ရင်လည်းပဲဓမြတွေလိုပဲလက်နဲ့ထောက်ပြီးတော့ယာယီအခိုက်အတန့်ထိန်းထားလို့ရလူတုကရန်တရားစနစ်ကြီးပြည့်စည်သွားပြီဆိုရင်လူတုကအခုအချိန်မှာလူတုကခံတိုက်မယ်ခံတီးမယ်ခံချမယ်ပါးစားပြောနေတာတကယ်တမ်းလူတုလက်ထက်ကိုတနက်ပေးလိုက်တော့လူတုကမြတွေ့ဝင်နေဦးမယ်ချရဲမလားမချရဲဘူးလားတွေ့ဝင်နေဦးမယ်တကယ်ငတ်ကြပြီဆိုရင်တော့မထူးတော့ဘူးမထူးစက်ခင်းကြတော့မယ်အဲ့ဒီအခါမှာလူတုကတောခုမှာမဟုတ်ဘူးတောခုသွားရင်တောထဲကမျိုးထဲကိုပြန်တက်ဖို့တော်တော်ခဲရင်သွားပြီလူတုကမျိုးထဲမှာကိုရရနဲ့ချတော့မှာမျိုးထဲမှာကိုရတဲ့နီလန်းနဲ့ချတော့မှာအဲ့တော့မှဘဝပြတ်မှာဆိုတော့နောက်တစ်ခုကကျွန်တော်တို့လူတုပေါ့နော်ဒါကတော့ကျွန်တော်လက်နက်ကိုင်လမ်းစဉ်ကိုအားပေးခဲ့တဲ့လူမဟုတ်တော့ကျွန်တော်တိတ်တော့မပြောချင်ဘူးဒါပေမဲ့ကျွန်တော်တို့လေ့လာတဲ့အတွေ့အကြုံရဆိုရင်ဆီးရီးယားတို့အီရတ်တို့လက်ပြားတို့မှာလည်းပဲအာဏာချင်းအောက်မှာနေခဲ့ရတာဒီကောင်တွေမှာဓမ္မတော်မနေကြိုးစားပြီးကန်ရတယ်တနတ်ဆိုတာထားလိုက်တော့ဓမ္မတော်မှကန်ခွင့်မရှိဘူးအဲ့လိုအာဏာချင်းအောက်မှာနေခဲ့တာတကယ်တမ်းငတ်ပြက်လာတဲ့အချိန်မှာတကယ်တမ်းပြည်တွင်းစစ်ဖြစ်လာတဲ့အချိန်မှာအဲ့ဒီတိုက်ပြီးတပြည်လုံးမှာကြိုက်တဲ့နေရာမှာတနတ်ဝယ်လို့ရသွားတယ်အခုလည်းပဲမြန်မာနိုင်ငံမှာမူရစေဝါရောက်နေတဲ့တိုင်းပြည်ဗျာမူရစေဝါဒီလောက်ပြန့်နှံ့နေတဲ့တိုင်းပြည်မှာလက်နက်ကအင်မတန်ပေါ်ပါတယ်လူတွေကနည်းနည်းလေးလူချင်းစိတ်ပေါက်သွားရင်အဲ့ဒီအိမ်အောက်မှာအထိနည်းနည်းရောက်သွားလိမ့်မယ်အဲ့ဒါလောက်ကြီးတော့လက်နဲ့မချားပါဘူးလူတွေအရန်ငတ်လာပြီဆိုရင်တော့ဒါအကုန်ဖြစ်သွားမှာနောက်ဆုံးစစ်တပ်ကကိုယ်တိုင်ရှာရောက်မှာသူတို့ကိုယ်တိုင်ထမင်းငတ်နေပြီသူတို့ကိုယ်တိုင်ထမင်းငတ်နေပြီသူတို့မှာပိုက်ဆံလူနေရတယ်ဟိုကုန်ကားတဲ့ရက်ပိုင်းကလည်းမြောက်ဥက္ကလာမှာအိမ်တွေဝင်လူတယ်အပေါ်ကို80%ပေးရတယ်လူတဲ့ကောင်က20%ခံစားခွင့်ရှိတယ်အဲ့တော့အဲ့ဒီငွေတွေနဲ့ကျန်တဲ့တက်တွေကိုရန်ပုံငွေလုပ်ပြီးတော့လဲပတ်နေတာအဲ့လိုလဲပတ်နေတော့ဒီလိုလဲပတ်တဲ့စနစ်ကြီးက
လောက်ခံမလဲနောက်ကွယ်မှာသူတို့ရိုက်ထားတဲ့ငွေတွေကမြောက်များစွာကိုလျှို့ဝှက်ထားလို့အဲ့ဒီငွေတွေနဲ့ကြားကန်ရင်လည်းပဲအများဆုံး2လပဲခံမယ်မခံနိုင်ဘူးကြားကန်တာလည်းကြိုးသွားမယ်နောက်တစ်ခုကဒီလက်ရှိအာနာသိမ့်ထားတဲ့မင်းအောင်လှိုင်တို့စိုးဝင်းတို့ဆိုတာအင်မတန်မှတတိပုတ်ကလလောဘကြီးတဲ့လူတွေစောစောတုန်းကဘန်တွေကိုကြားကန်ဖို့သိန်း100သိန်း1000သိန်း2000ထည့်ခိုင်းတာစစ်တပ်ကကြီးကခရိုနီတွေကျန်တဲ့စစ်တပ်နဲ့ပတ်သက်တဲ့အငယ်တန်းယာတုအဖြစ်အငယ်တန်းရှိတဲ့ခရိုနီတွေကိုထည့်ခိုင်းတာသူတို့ရထည့်မှာမဟုတ်ဘူးသူတို့ထည့်လည်းမထည့်ဘူးသူတို့ကအဲ့ဒီဘန်ထဲမှာရှိတဲ့ငွေကိုဘန်ထဲဝင်လာရင်သူရအောင်သိမ်းမှာအဲ့တော့စစ်သားတွေကခရိုနီတွေကပိုက်ဆံချမ်းသာတဲ့လူတွေကလည်းပဲအခုယူနန်ပြည်နယ်မှာရှိတဲ့တရုတ်ဘဏ်မှာသူတို့ငွေကိုလျှို့ဝှက်ပြီးထည့်တာများနေတယ်ဗမာဘဏ်ကိုသူတို့မယုံတော့ဘူးသူတို့ဘဏ်တော့မြန်မာစီးပွားရေးဘဏ်ဆိုတာသူတို့စက်အုပ်စုကကိုင်ထားတဲ့ဘဏ်ဒါပေမဲ့သူတို့ကိုယ်တိုင်လည်းမယုံဘူးသူတို့ရဲ့အရာရှိတွေရဲ့လောဘကိုအောက်ကလူတွေကလည်းမယုံဘူးအဓိကပြဿနာသည်စစ်သားများရဲ့လောဘအခြေခံစစ်သားတယောက်ကသူ့ဘော်တက်ကြရဲ့လောဘကိုသူမယုံဘူးတက်ကြရဲ့ကနေပြီးတော့သူ့ရဲ့အပေါ်ဘိုးရဲ့လောဘကိုသူမယုံဘူးဘိုးကိုယုံခဲ့ရင်တော့ဘိုးကတော်ကိုမယုံဘူးအဲ့တော့ဒီစနစ်ကြီးကလုံးဝပစ္စည်းနေပြီဆိုတာကိုကျွန်တော်တို့လူသိဖို့လိုတယ်အဲ့ဒါမှကျွန်တော်တို့ကနောက်ထပ်ဘယ်လိုတစ်ခွက်ချွေလို့ရှိရင်စရန်တရားကြီးပစ္စည်းသွားမယ်စစ်သားတွေအချင်းချင်းတတ်ကြမယ်အချင်းချင်းဘိုလ်လူကြမယ်အချင်းချင်းငွေလူကြမယ်ဆိုတာကိုခင်ဗျားတို့ viewer ချနိုင်အောင်ဒီ information ကိုကျွန်တော်ပေးတာလူတို့ကိုယ်တိုင်ကစားလို့ရပါတယ်သူတို့ကိုလည်းပဲပြန်ဖွင့်ပေးဖို့မရှိဘူးလူတို့ကအရန်ကြောက်ရလို့ငြိမ်ဝက်ပြပြသွားရင်လည်းပဲကဘာကြီးကပြန်ဖွင့်ပေးဖို့မရှိဘူးဘာကြောင့်လဲဆိုဒီရန်တရားကိုရိုက်ချိုးတာဒီရန်တရားကိုရိုက်ချိုးတဲ့အတွက်ဖွင့်ပေးဖို့မရှိဘူးဒါကငွေကြေးရန်တရားတစ်ခုတည်းကိုပြောသေးတာပါကြံတဲ့လဲပတ်မှုဥမာလေးရင်စီဓာတ်စီတွေကလည်းသူကကုန်ခန်းသွားမယ်အဲ့တော့ကားမောင်းတဲ့စီတွေကတော့အယက်သားတွေကားမောင်းနေတဲ့စီတွေကသူလူလို့ရတာပေါ့ဗျာဟိုရနဂါရန်ဒီကဟိုကောက်ကားရှိက3ကလာဖောက်ထုတ်သွားလို့ရတာပေါ့ဒါပေမဲ့လေးရင်စီတွေပြတ်သွားပဲမကြတော့ဘူးလက်မပဲရှိတော့တယ်အဲ့ဒီကောင်တွေပြတ်သွားမယ်သူတို့ဘယ်လို့ချရယူမလဲဝယ်လို့မရဘူးအကုန်ပိတ်ထားတာဘာကြောင့်ပိတ်ရလဲသူတို့ကတော့ပြောပါပေါ့ကျွန်တော်တို့ကဟိုအာနာကိုလွှဲပြောင်းယူတာရွေးကောက်ပွဲလုပ်ပြီးပါမယ်ဘာညာအလုံးလိမ့်နေတာသူတို့ကလူတို့ကအကြမ်းဖက်နေလို့လူတို့ကဆန္ဒပြနေလို့ဒီရန်တရားကြီးပစ္စည်းသွားတာပါဆိုတာလိမ့်တာတကယ်လို့များသူတို့ပြောသလိုမျိုးသူတို့ကထိမ့်သိမ်းဆောက်ရှောက်ရတယ်လို့ဖြစ်ပါတယ်ဆိုရင်ဒီနေ့ဆန္ဒပြတဲ့လူတွေကိုဖမ်းဖမ်းဒီကိုကြည့်လိုက်ရင်ကဘာကြီးကသိတယ်ကဘာပညာရှင်တွေကသိတယ်ဆန္ဒပြနေတဲ့လူကိုတနက်နဲ့ပြစ်တက်ပြီးဖမ်းတာဒါတရားမဝင်ဘူးဥပဒေမဟုတ်ဘူးကဘာဥပဒေနဲ့မညီဘူးဆန္ဒပြနေတဲ့လူကိုကားနဲ့ဝင်တိုက်ပြီးဖမ်းတာဒါဥပဒေမဟုတ်ဘူးဒါကလူဆိုးလူမိုက်တွေလူတက်နေတာဆန္ဒပြနေတဲ့လူကိုကားနဲ့ဝင်တိုက်ပြီးဖမ်းခွင့်မရှိဘူးဆန္ဒပြနေတဲ့လူကိုတနက်နဲ့ပြစ်တက်ပြီးဖမ်းခွင့်မရှိဘူးအဲ့တော့ဒီလိုဖမ်းနေတာကိုယ်တိုင်ကလူတယောက်ကိုကားနဲ့ဝင်တိုက်ပြီးဖမ်းမယ်လူတယောက်ကိုတနက်နဲ့ပြစ်တက်ပြီးဖမ်းမယ်ဆိုလို့ရှိရင်ကမ္ဘာမျက်လုံးတွေကကြည့်နေတယ်ကမ္ဘာမျက်လုံးတွေကချက်ချင်းကြည့်နေတာသူတို့လှုပ်လိုက်လို့လူတယောက်နစ်နာသွားမယ်ဆိုရင်အဲ့ဒီလူတယောက်ရဲ့တန်ဖိုးကတာမန်အယတတန်ဖိုးနဲ့မတူဘူးတာမန်အယတတန်ဖိုးကလူတယောက်တည်သွားရင်ရော်ချင်းနှစ်ပါးပေးလိုက်လို့ရတယ်ဒီလိုလူခွင့်ရေးကိုလုံနေတဲ့ human right defender တွေကိုစော်ကားမယ်တတ်မယ်အနိုင်ကျင့်မယ်ညှဉ်းပန်းနှိပ်စက်မယ်ဆိုရင်အဲ့ဒီလူတယောက်ရဲ့တန်ဖိုးကဘာနဲ့မှလဲလို့မရအဲ့ဒီလူတယောက်ကိုအကြောင်းပြပြီးတော့နောက်ထပ်ဒေါ်လာသန်းပေါင်းထောင်နဲ့ချီပြီးတော့တသန်းမဟုတ်ဘူးနော်ဒေါ်လာသန်းပေါင်းထောင်နဲ့ချီတဲ့စီးပွားရေးလုပ်ငန်းကြီးတွေအကုန်တောက်ချောက်ပိတ်တာအဲ့တော့ human right လူခွင့်ရေးကိုကာကွယ်နေသူလူခွင့်ရေးနဲ့ပတ်သက်ပြီးယက်တည်နေသူတဦးတယောက်ကိုထိချင်းသည်
တို့ရဲ့သားစဉ်မြေဆက်ဥပိုင်ရဲ့ပိုင်ဆိုင်တဲ့မြေဆက်ပိုင်ဆိုင်မှုအားလုံးဒီရန်တရားရဲ့လဲပတ်မှုအားလုံးကိုရိုက်ချိုးခံရပြီသားမှတ်အဲ့ဒါဒီဒေါ်လာတန်ပေါင်းမြောက်များစွာနဲ့ထက်ကြီးတယ်ပြီးတော့တရက်ကိုဒေါ်လာတန်ဘလောက်ဝင်မယ်ဆိုတာတွေရပ်သွားတဲ့အပြင်တိုင်းပြည်ရဲ့တိုးတက်မှုရပ်တန့်သွားတဲ့ကာလနဲ့တွက်လို့ရှိရင်တန်ဖိုးဖြတ်လို့မရတော့ဘူးနစ်နာအဲ့တော့စစ်အုပ်စုမှာလဲလုံးဝအသိဉာဏ်မရှိဘူးအသိဉာဏ်မရှိလို့ခံရတာသူတို့အကြံပေးတဲ့ကောင်တွေကလည်းအကြံပေးမားတွေပေးတယ်ဟိုတစ်ဘက်ကသတင်းတော့ခေါ်တာပဲကြည့်လေဗျာသတင်းတော့ကိုသူတို့ကအပိုင်ခေါ်တာသူတို့ဘက်ကငိုပြဖို့လူတို့ကရုပ်ပါတယ်လူတို့ကကောက်ကျစ်တယ်လူတို့ကအကြမ်းဖက်တယ်ဆိုတာငိုပြဖို့ခေါ်တာလည်းပဲပိုက်ဆံပေးရတယ်အလကားခေါ်တာမဟုတ်သတင်းတော့ကိုတော့မဟုတ်ဘူးသူတို့ရဲ့ lobby ကတစ်စင်းခေါ်တော့ lobby ကိုပိုက်ဆံပေးလိုက်ရတယ်ပိုက်ဆံလည်းပေးလိုက်ရတယ်နောက်ဆုံးသူတို့ရဲ့အပြစ်ကြီးပေါ်သွားတယ်အဲ့လိုပဲဒီလိုဆန္ဒပြတဲ့လူတွေကိုဘယ်လိုဖြိုခွင်းမယ်ဆိုတဲ့အကြံပေးနေတာကိုယ်တိုင်ကခက်ကာလနဲ့မညီတော့အကြံပေးမှုတွေကိုပေးနေတဲ့အတွက်လူတွေကိုကားနဲ့တိုက်ဖမ်းမယ်လူတွေကိုတနတ်နဲ့ပစ်ဖမ်းမယ်ရက်ွက်တွေကိုမီးရှို့မယ်အဲ့တော့တရက်ကိုဒီလိုမြင်ကွင်းတွေကြောင့်ကဘာပေါ်မှာရှိတော့ကဘာရန်တရားကြီးဂေယစနစ်ကသူတို့ကိုအပြစ်ပေးတာသူတို့ရက်ဒီလို့မရဘူးအများဆုံးဒီလိုဆက်ပြေးမယ်ဆိုရင်အများဆုံး2လမှာအဲ့စအုပ်စုကပြိုကွဲပျက်စီးသွားမယ်အချင်းချင်းပြတ်တက်တဲ့အဆင့်ကိုရောက်သွားမယ်ဒီနေ့ငွေလက်ပတ်မှုရက်နေပြီဒီနေ့စီလေးစီတွေလက်ပတ်မှုရက်နေပြီပြီးတော့ဒါကအစိုးရတဲ့ကိုပြောတာနော်သူတို့လက်ပတ်နေတဲ့အုပ်စုတဲ့ကိုပြောတာတိုင်းပြည်ကိုအုပ်ချုပ်လို့မရတဲ့ရန်တရားကြီးအုပ်ချုပ်မှုရန်တရားရက်နေတယ်ငွေကြေးစီးကြောင်းအလုံးရက်သွားတယ်စီတွေရက်သွားတယ်နောက်ဆုံးရိုးရတကြံလုပ်တဲ့ဒီတကြံပွဲကြီးလဲရက်သွားတယ်ဆိုတော့ဒီအုပ်စုရဲ့လဲပတ်မှုစနစ်ကြီးကအလိုလို automatic ပြည့်စည်သွားမယ်ဒီနေရာမှာလူထုကတော့လူထု institute တစ်ခုကိုစင်ပြိုင်ထူထောင်ဖို့လိုတယ်သူတစ်ပြည့်လူထုကရွေးချယ်လိုက်တဲ့ CRPH ပေါ့ဒါကျွန်တော်တခါတည်းပြောမယ်တစ်ဖက်ကပြည့်စည်လာတဲ့အချိန်မှာကိုယ့်ဘက်က institution တစ်ခုကိုရောက်အောင်ထူထောင်ဖို့လိုတယ်တကယ်လို့မထူထောင်နိုင်ရင်တော့တစ်ဖက်ကပြည့်စည်တဲ့အကောင်ကလည်းပြည့်စည်လေးပဲနှစ်ဖက်စလုံးပြည့်စည်သွားမှာတစ်ဖက်ကစက်အုပ်စုကလည်းဝိုးဆိုဆင်းသွားမယ်ကိုယ့်ဘက်ကလည်းဘာမှမထူထောင်နိုင်တော့ပြည့်စည်သွားမယ်လုံးဝ fail state ဖြစ်သွားမယ်အဲ့တော့ CRPH ကတွေးဝေနေတာတို့စဉ်းစားနေတာတို့ရှိရင်တော့ခမားတို့လည်းပဲတရားခံဖြစ်သွားမယ်နောက်တစ်ခုကအစိုးရတစ်ခုဆိုတဲ့နာမည်နဲ့ထူထောင်လို့လည်းမရဘူး institution တစ်ခုလုံးကိုပြောင်းလဲပြရမယ်အခုမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာကကလထိုင်တစ်လုံးရှိတယ်အဲ့ဒီကလထိုင်တစ်လုံးမှာမောင်နီထိုင်တယ်ဒီကောင်ကိုကန်ချပလိုက်ပြီးမောင်မဲကအဲ့ကလထိုင်မှာထိုင်တယ်မောင်မဲကိုမောင်ဖြူကကန်ချပလိုက်ပြီးအဲ့ကလထိုင်မှာထိုင်တယ်ဆိုလိုတာလူပဲပြောင်းသွားတာဒီကလထိုင်မပြောင်းဘူးအဲ့တော့ဒီတိုင်းပြည်မကောင်းစားဘူးဒီ institution ကြီးမပြောင်းလဲဘူးခင်ဗျားတို့လူပဲပြောင်းနေတာ institution မပြောင်းလဲတဲ့အတွက်တိုင်းပြည်ဒီလောက်ဒုက္ခရောက်သွားတယ်အဲ့တော့တစ်ဖက်ကထူထောင်ရမှာဒီငကိုက institution မဟုတ်ခဲ့တော့လုံးဝ federal ကိုစိတ်တန့်ထားပြီးတော့ရိုးသားဖြူစင်သော federal ဆိုတဲ့ institution ကိုထူထောင်ရမယ်အဲ့ဒီရန်တရားကိုလက်ပတ်နေအောင်စတင်ကြိုးစားရမယ် institution ပုံစံတူနေမယ်ဆိုရင်တော့ခင်ဗျားတို့မနိုင်ဘူးတိုင်းသူပြည်သားတွေလည်းမနိုင်ဘူးနှစ်ဖက်စလုံးအကုန်ကျဆင်းသွားမယ် institution အသစ်တစ်ခုကိုထူထောင်ရမယ်အဲ့ဒီ institution ကအလိုလိုသူအပေါ်ကိုတက်လာမယ် institution ဒီ federal တကယ်ဆက်တယ်ဆိုအပေါ်ကိုတက်လာမယ်နိုင်သွားမယ်အဲ့တော့ဒီစက်ရန်တရားကြီးကဒီတိုင်းပြည်ကိုဖြစ်စီခဲ့တာပြီးသွားပြီသူ့ဘက်ကတခုတော့တာဝန်ကျေပါတယ်သူဖြစ်စီခဲ့လို့လဲခင်ဗျားတို့ရဲ့တမယိုးကြ institution ကြီးကပြည့်စည်သွားတာဒါတော့ခင်ဗျားတို့ကြံဖန်ပြီးကျေးဇူးတင်လို့ရတယ်ဒီမင်းအောင်လာဖြစ်စီပေးခဲ့တဲ့အတွက်
ခမားတို့ရစ်မှုနေသောတမယိုးကျ institution ကြီးကပြည့်စည်သွားတယ်အဲ့ဒီလို့ခါကိုခမားတို့ကမင်းအောင်လှိုင်အုပ်စုကိုကန်ချပြီးတော့နောက်ထပ်စိမလားပေါ့စင်တူရိုးပါဒီ institution ကိုထူထောင်မယ်ဆိုရင်တော့ခမားတို့ရဲ့ဗမာအင်ပါယာလုံးဝပျောက်သုံးသွားပါလိမ့်မယ်ဒါတော့သတိထားပါဒါကြောင့် institution အသက်ကိုထူထောင်မှာဗမာပြည်လည်းပဲဗမာသိက္ခာရှိအောင်ကရင်နေလည်းကရင်သိက္ခာရှိအောင်ချမ်းလည်းချမ်းသိက္ခာရှိအောင်လူမျိုးတိုင်းကကိုယ်သိက္ခာနဲ့ကိုယ်ဂုဏ်နဲ့ကိုယ့်ရဲ့ယက်တီမှုနဲ့ယက်တီနိုင်အောင်တေချာတဲ့တိကျတဲ့ Federal Institution တစ်ခုကိုယူသားစွာထူထောင်ဖို့လိုပါတယ်အခုလိုစစ်တပ်ကသူ့လောက်ရက်နဲ့သူအယူမီဝိုင်းတို့လို့ပေါ့နော်ကိုယ့်အကိုမီးမွေးပြီးတော့ကိုယ့်အကိုအယူမီဝိုင်းဖြစ်သွားတာအမှန်တကယ်တော့သူတို့လည်းဒီလောက်ထိထင်ထားလိမ့်မှာမဟုတ်ဘူးဒါတော့ငါတို့လှုပ်လိုက်ရင်တော့အောင်မြင်ပါတယ်ကွာလို့ तू ကလှုပ်တာပါဒါပေမဲ့ तू ပြစ်စီးသွားတယ် तू ကသူ့အယူမီဝိုင်းဖြစ်သွားတယ် तू မီးလောင်သွားတယ်အဲ့ဒီအချိန်မှာခင်ဗျားတို့ကအကောင်းဆုံးတစ်ခုကိုအလင်းအမြန်ထူထောင်နိုင်ဖို့လိုအပ်တယ်အလင်းအမြန်ထူထောင်ပါလို့လဲပြောကြရင်လည်းကျွန်တော်မြစ်တာရက်ခံပါတယ်ဗမာပြည်သူလူထုအနေနဲ့ကတော့လုံးဝစိတ်တက်ကြစရာအကြောင်းမရှိဘူးဒီနေ့စစ်ရန်တရားကြီးလုံးဝပြိုကွက်ပျက်စီးနေပြီဆိုတာခင်ဗျားတို့ချင်းချင်းလင်းလင်းသိအောင်ဆိုပြီးတော့ကျွန်တော်ကပျက်စီးနေသောကဏ္ဍပေါင်းများစွာတဲ့ကတစ်ခုကိုထုတ်ပြခြင်းဖြစ်တယ်အားလုံးကျမ်းမာချမ်းသာကြပါစေဒီမိုကရေစီရန်တရားကြီးကိုအများဆုံးတည်ဆောက်နိုင်ကြပါစေဆက်အာဏာရှင်အောက်ကအများဆုံးလွတ်မြောက်ပါစေအစ္စလာမ်အလိုင်ကွမ်ဝါရာမတ်တူလာဝါဘရကာတူ